ตายาหลับปะเรยัวติยัวมาอเมเน่ตานิยังนีทังเดเรอเมผิดตูหาอโลกดันจังนามจันผิดลากาอียาเทเลเนียเรဒီလိုနဲ့နာမကျန်းဖြစ်တာကာလအတန်ကြာပြီးဖြစ်ပြီးတနေ့မှာတော့သူ့မကျန်းမာရေးဟာအလွန်ဆိုးလာတော့တားနေရကိုခေါ်ပြီးတားလေးတို့နားထောင်ကြအမေမရှိတော့ရင်တားလေးနှစ်ယောက်ချစ်ချစ်ခင်ခင်နဲ့နေထိုင်ကြပါအမေတားတို့နှစ်ယောက်အတွက်အိမ်နဲ့ယာကင်းကိုပေးခဲ့မယ်တားကြီးကလည်းညီလေးကိုကောင်းကောင်းစောင့်ရှောက်ပါဒီလိုနဲ့မိဘမဲ့ဖြစ်သွားတဲ့ကာမာနဲ့ဂျစ်တူးတို့ညီအကိုနှစ်ယောက်အတူဘဝကိုစတင်ကြိုးစားအသက်ရှင်ကြတယ်။အကိုဖြစ်သူကာမာကအိမ်အလုတ်ကိုအလုတ်မသွားခင်ပြီးအောင်လုပ်ပြီးညီဖြစ်သူဂျစ်တူးကိုအစာကျွေးကလဲရဲသွားပြီးအလုတ်လွတ်ကနေထိုင်ကြတဲ့။ဒီလိုနဲ့10နှစ်ကြာပြီးသွားတဲ့နောက်အကိုဖြစ်သူဟာအိမ်တောင်ကြကမိန်းမနဲ့အတူ3ယောက်နေထိုင်တဲ့ညီဖြစ်သူဂျစ်တူးကအကိုဖြစ်သူကာမာရဲ့မိန်းမကိုချစ်ပေမဲ့ကာမာရဲ့မိန်းမကတော့ဂျစ်တူးကိုမချစ်တဲ့အပြင်အင်ကိုလူယူမဲ့သူလို့ခံယူပြီးမောင်းထုတ်ဖို့အချိန်ကောင်းကိုစောင့်နေတာပေါ့တနေ့ဂျစ်တူးရာတဲ့အလုတ်သွားချိန်ကာမာကိုဇနီးဖြစ်သူကပြောတယ်ဟေးကာမာနင်ကအရန်အားတာပဲနင်ဒီတိုင်းပဲနေသွားတော့မှာလားနင်သားအတွက်မစင်းစားတော့ဘူးလားလို့ပြောတော့ကာမာကမိမဘာဖြစ်လို့လဲနင်ကသာမသိတာနင့်ညီကဒီအိမ်ကိုအပိုင်သိမ်းကျင်နေတာနင်သိလားအိမ်ရှိတကားပေါင်နားမှာရက်နေရင်ချစ်တူးရဲ့လက်တွေအေးဆက်သွားတယ်အကိုချစ်သူကာမာကိုသူအမြဲတမ်းလေးစားချစ်ခင်ခဲ့တယ်အမေဆုံးကမိပြောခဲ့တဲ့စကားကိုလည်းမမေ့ဘူးတာကြီးကညီလေးကိုစောင့်ရှောက်ပါတားလေးတို့နှစ်ယောက်ချစ်ချစ်ခင်ခင်နေထိုင်ကြပါကားပြီးမဲ့အခုတော့အကိုရဲ့ဇနီးကသူ့ကိုအိမ်ကိုလူယူမဲ့သူလို့ထင်နေတယ်ကာမာကအေးအေးဆေးဆေးပြန်ဖြေတယ်မင်းမမှန်တာတွေးနေတာပါချစ်တူးကငါညီပဲဒီအိမ်ဒီယာခင်းကိုငါတို့နှစ်ယောက်အတွက်အမေထားခဲ့တာပါဇနီးကမကျေနပ်ဘူးနင်ကတာအရန်ရိုးတယ်တနေ့သူအပိုင်သိမ်းမဲ့ဆိုရင်နင်နောင်တရမယ်ချစ်တူးကအဲ့ဒီစကားတွေကြားရင်မျက်ရည်တောက်တယ်မဝင်ပဲပြန်လှည့်ထွက်သွားလိုက်တယ်ညဘက်ထမင်းစားချိန်မှာချစ်တူးကတိတ်တိတ်လေးပြောလိုက်တယ်အကိုကျွန်တော်အခြားရွာတရွာသွားပြီးကိုပိုင်ဘဝစတင်ချင်ပါတယ်ဒီအိမ်ကိုလူယူချင်တာမရှိပါဘူးကာမအံ့ဩသွားတယ်ဘာလို့ဒီလိုပြောတာလဲမင်းကငါညီပဲချစ်တူးပြုံးပြီးအမေဖြိုးခဲ့တယ်လို့ကျွန်တော်တို့ချစ်ချစ်ခင်ခင်နေရမယ်ဆိုရင်အငင်းပွားမှုမဖြစ်အောင်ကျွန်တော်ထွက်သွားမယ်ကာမစိတ်မကောင်းဖြစ်ပေမဲ့ဇနီးရဲ့မျက်နှာကိုကြည့်ပြီးတိတ်တိတ်နေရတယ်။နောက်မနက်မှာချစ်တူးလေးအိတ်တလုံးအဝတ်အစားနဲနဲနဲ့အိမ်ကထွက်သွားလိုက်တယ်။ချစ်တူးဟာမြို့တစ်မြို့ကိုသွားပြီးအလုတ်ချမ်းလုပ်တယ်။နေ့လယ်ပူပြင်းတဲ့အချိန်မှလည်းအလုတ်လုပ်ရတယ်။ညဘက်မှာတော့အလုတ်ပြီးရင်စာတင်တန်းတက်တယ်။အမေဆုံးကနီးစကားတစ်ခုပဲသူ့စိတ်ထဲမှာထင်နေတယ်။မြတ်တာမပြောက်ပါစေနဲ့ညစ်တွေချလာတော့ချစ်တူးဟာလေယာစိုက်ပျိုးနည်းတွေတင်ယူထားပြီးကိုပိုင်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုစတင်နိုင်ခဲ့တယ်။ဒီနှံထစီမှုကောင်းလာပြီးငွေကြေးတိုးတက်လာတယ်။သူဟာအလုပ်သမားတွေကိုလည်းကောင်းကောင်းပေးချေတယ်။ရွာသားများကသူ့ကိုလေးစားလာကြတယ်။တနေ့မှာတော့ကာမာတို့ရွာမှာမိုးသေးထန်စွာရွာပြီးရေလွှမ်းမှုဖြစ်သွားတယ်။လဲရာခင်းသည်ပျက်စီးသွားတယ်။ကာမရဲ့စီးပွားရေးဆိုးရွားသွားတယ်။ဇနီးကစိတ်ပူပန်ပြီးဘာလို့ကြမလဲလို့ပြောတယ်။ကာမစိတ်မကောင်းဖြစ်ပြီးချစ်တူးကိုတတိယမိတယ်လို့တိုးတိုးပြောလိုက်တယ်။ဒီနေ့မှာကားကြီးတစ်စီးရွာထဲဝင်လာတယ်။ကားထဲကဆင်းလာသူကချစ်တူးပါပဲ။သူဟာအကိုအိမ်ရှိမှရပ်ပြီးပြုံးတယ်။အကိုကျွန်တော်ပြန်လာပြီ။ကာမမျက်ရည်ကျလာတယ်။ညီတယ်ငါမှားခဲ့တယ်။မင်းကိုမယုံကြည်ခဲ့မိဘူး။ချစ်တူးကလက်ကိုကိုင်ပြီးအကိုကကျွန်တော်ကိုကြည်ပြင်းအောင်စောင့်ရှောက်ခဲ့တာမမေ့ပါဘူး။ဒီနေ့ကျွန်တော်အောင်မြင်တာလဲအဲ့ဒီအခြေခံကြောင့်ပါသူဟာအကိုရဲ့လေယာတွေကိုပြန်လဲပြင်ဆင်ပေးတယ်နီးပညာအသစ်တွေသင်ပေးတယ်မိသားစုကိုကူညီပေးတယ်ဇနီးလည်းအမှားကိုသဘောပေါက်ပြီးတောင်းပန်တယ်အမေကနောက်ဆုံးပြောခဲ့တဲ့စကားဟာတကယ်ဖြစ်လာခဲ့တယ်ညီကိုနှစ်ယောက်ပြန်လဲချစ်ခင်လာကြတယ်မယုံကြည်မှုနဲ့အငင်းပွားမှုတွေကိုမေတ္တာနဲ့ကြော်ဖြတ်နိုင်ခဲ့တယ်မိသားစုမှာယုံကြည်မှုမရှိရင်ကွဲကွာသွားတတ်တယ်
ဒါပေမဲ့မြစ်တာနဲ့ခွင့်လွတ်မှုရှိရင်ပြန်လဲပေါင်းစည်းနိုင်တယ်